မိဘပြည်သူများရှင် Prime Media မှာသတင်းသုံးသပ်တင်ပြချက်လေးဖြစ်ပါရှင်ပထမဆုံးသတင်းအနေနဲ့ဒီအပိုင်းမှာပေါ့နော်ခေါ်ယူစစ်ဆေးမေးမြန်းခြင်းခံရတဲ့ Stars and Model Agency တည်ထောင်သူဖြစ်တဲ့ကိုကျွန်းလွင်အားဆိုရင်အိမ်ကိုပြန်ရောက်သွားပြီလို့သိရပါရှင်ဒီသတင်းလေးကတော့ကိုကျွန်းလွင်ကိုချစ်ခင်ကြတဲ့သူတွေအတွက်သတင်းကောင်းလေးဖြစ်ပါရှင်ဘာကြောင့်လဲဆိုတော့ဟိုရက်ပိုင်းတွေကသူ့ခေါ်ယူမေးမြန်းခံရတဲ့အချိန်မှာအကြမ်းဖက်ပုံမှန်တွေနဲ့ညှိပြီးတော့ထောင်ချတန်းချဖြစ်မှာကိုသူ့ကိုချစ်ခင်တဲ့သူတွေစိုးရိမ်ကြတယ်ပေါ့နော်အခုတော့စစ်ဆေးမေးမြန်းမှုတွေပြီးရဲ့အခါမှာတေချာစွာစစ်ဆေးလိုက်တဲ့အခါမှာတော့အမှုကြီးကြီးမားမားမရှိနဲ့တူပါရှင်အိမ်ကိုပြန်သွားခဲ့ပြီဖြစ်ပါရှင်ပြန်လှုပ်ပေးလိုက်တာပေါ့နော်အဲ့တော့ကျမအနေနဲ့ကဒီလိုသတင်းလေးကြားတဲ့အခါကျတော့ဘာသတိရလဲဆိုရင်အိမ်ပြန်ရတဲ့အကြောင်းလေးပေါ့ရှင်ကျမတို့နိုင်ငံမှာအချိန်တန်လို့အိမ်မပြန်နိုင်တဲ့သူတွေအများကြီးရှိပါတယ်ရှင်ကျမစီကိုဒီနေ့ပဲရှမ်းပြည်နယ်မှာရှိတဲ့စေဘေးရှောင်တူကလည်းဖုန်းဆက်လာပါတယ်ရှင်ကျမတို့သတင်းဌာနသတင်းပေးတဲ့ဖုန်းစီကိုဆက်လာခဲ့တာပေါ့နော်ပြီးတော့သူ့ရဲ့ရင်ဆိုင်ရတဲ့အခက်အခဲလေးတွေလည်းရှင်းဖွင့်သွားပါတယ်ရှင်စေဘေးရှောင်တွေမှာအဓိကနေစရာစားစရာတွေတက်ခက်ခဲနေပါတယ်သူတို့ဒေတာမှာဆိုရင်ရှမ်းပြည်မြောက်ပိုင်းနဲ့ရှမ်းပြည်တောင်ပိုင်းကိုစစ်ရှောင်လာခဲ့ရတယ်ပေါ့နော်နိုင်ငံတော်ကနေပြီးတော့ထောက်ပံ့ကြေးကိုလည်းသူတို့အပြည့်အဝမရရှိတဲ့အတွက်သူတို့ရဲ့စောင်းဝတ်နေရေးကအရင်ခက်ခဲနေပါတယ်ရှင်ဒါလေးကိုတောင်းရှိရတဲ့သူတွေသိရှိပါစေဆိုပြီးတော့သူကရင်ဖွင့်လာတာဖြစ်ပါရှင်။ကျမတို့နိုင်ငံမှာအချိန်တန်လို့အိမ်မပြန်နိုင်တော့တဲ့သူတွေပြန်စရာအိမ်မရှိတော့တဲ့သူတွေအများကြီးပါရှင်။အိမ်မပြန်နိုင်တဲ့ဘဝကိုအိမ်မပြန်နိုင်တဲ့သူတွေသာနားလည်တာပါရှင်။အခုချိန်မှာဆိုတော့ကျမတို့နိုင်ငံမှာစစ်ဘေးဒုက္ခဖြစ်နေတဲ့ပြည်သူတွေကဒီဒုက္ခတရားတွေကိုနားလည်နေပါပြီရှင်။ကျမတို့နိုင်ငံသားတွေမှာရှိတဲ့ဝေကျွေးရှိရဆိုလဲကုန်းစေခြင်းပါရှင်။အိမ်ကိုမပြန်နိုင်တဲ့သူတွေအားလုံးအချိန်တန်အိမ်ပြန်နိုင်ကြပါစေမိသားစုအတိုင်းဝန်းလေးတွေပေါ့နော်ပြန်လည်ပြီးတော့ဖွဲ့စည်းနိုင်ကြပါစေလို့ကျမလည်းဆန္ဒပြုဆုတောင်းပါတယ်ရှင်ကျမအနေနဲ့ဒီနေ့မှာပြောပြပေးရမယ်နောက်ထပ်သတင်းလေးတစ်ခုပါပေါ့နော်ရခိုင်ပြည်နယ်မှာစစ်ဘေးရှောင်တွေစာရေးနေဝေရေးပေါ့ရှင်အကုန်လုံးခါရနေတဲ့ရှင်ဒါတော့မိဘပြည်သူများလည်းအသိပါပဲရှင်စစ်တွေဖြစ်တယ်ဆိုမှတော့စစ်ရဲ့အနိဋ္ဌာယုံတွေကအများကြီးပေါ့ရှင်ဒါတွေသူတို့ကြုံနေရတာပေါ့ဒီစစ်ဘေးရှောင်နေရဆိုရင်လည်းထုံးစံတိုင်းပေါ့ရှင်ဒီစစ်ဘေးရှောင်စခန်းတွေမှာဆိုရင်ခိုးချောင်ကိုယ်လိုက်နေရတယ်စစ်ဘေးရှောင်စခန်းကတော့မှသူတို့အနေနဲ့ကဘယ်လိုပြောမလဲပေါ်ပေါ်တင်တင်မနေရဲဘူးပေါ့နော်တောထဲမှာပုံးရှိုးကွယ်ရှိုးနေနေရရှင်ဘာကြောင့်လဲဆိုတော့ဒီစစ်ပွဲတွေကြားထဲမှာဖြစ်လာတဲ့လက်နက်တွေထိမှလည်းသူတို့ကြောက်တယ်ဒါအပြင်ကိုအေးအဖွဲ့ကနေပြောတယ်စစ်သားတစ်စုဆောင်တာပေါ့ရှင်အဲ့တော့စစ်သားတစ်စုဆောင်တဲ့အခါမှာဆိုရင်သူတို့ကယောက်ျားလေးမိန်းကလေးမရှောင်မင်းနဲ့စုဆောင်နေရပေါ့နော်ချုပ်ကလေးတောင်ပါတာရှိရဲလို့ကြားတယ်ရှင်တော့ဒါတွေကတော်တော်ဆိုးဝါးနေတာပေါ့ရှင်မိသားစုတွေကကြောက်တဲ့အတွက်အဲ့လိုမျိုးတောတောင်တွေထဲမှာလိုက်ပုံးတဲ့အနေအထားရှိနေတာပေါ့နော်စေဘေးရှောင်စခန်းတွေအဲ့လိုပုံးရှိုးကွယ်ရှိုးနေနေရတာပေါ့ရှင်အခုဒီဖြစ်စဉ်လေးကဆိုရင်ရခိုင်ပြည်ပုံနာကျွန်းမြို့နယ်မှာဖြစ်သွားတဲ့ဖြစ်စဉ်လေးဖြစ်ပါရှင်အဲ့ဒီစေဘေးရှောင်စခန်းပြည်သူ9ဦးဟာဆိုရင်တောထဲမှာရှိရဲ့အစိတ်သက်မှုတွေစားမိပြီးတော့အစိတ်သက်နေပေါ့ရှင်အစိတ်သက်တဲ့အတွက်စိတ်ကူးတောင်းမှုခံယူနေရပါရှင်တော်သေးရဲ့ကံကောင်းလို့မသိတာပါရှင်ဖြစ်တာကတော့မေလ25ရက်နေ့မှာဖြစ်တာပါမိသားစု2စုပေါ့နော်မိသားစုတစ်စုကကျတော့4ယောက်ရှိရယ်နောက်တစ်စုကကျတော့5ယောက်ရှိရယ်မိသားစု2စုပေါ့တော်ထဲမှာရှိရမှုခူးပြီးတော့ချက်စားမိရဲ့အခါမှာတမိသားစုလုံးမှုအစိတ်တက်တာပါရှင်အစိတ်တက်တော့လောက်ကျတော့စိတ်ကူးတောင်းမှုခံယူနေရလို့သိရပါရှင်ရခိုင်ဒေသမှာဆိုရင်လည်းဒီစစ်ဘေးရှောင်တဲ့ပြည်သူတွေကသူတို့မှာစားဖို့တောက်ဖို့တော်ခက်ခဲတယ်ပေါ့နော်ခက်ခဲတဲ့ခါကျတော့တောထဲမှာရှိရဟာတွေကိုပဲအဲ့လိုမျိုးခူးယူပြီးစားတော့တာပါရှင်တောကောင်တွေလိုက်စားအဲ့လိုပုံစံမျိုးပေါ့ဟိုးရှစ်ခစ်ကကိုကြောက်ခစ်လူသားတွေလိုနေထိုင်နေရတဲ့ပုံစံမျိုးတွေပေါ့ရှင်ပြီးတော့ဆေးဝါးတွေလည်းမရှိရတဲ့အတွက်ခန္ဓာကိုယ်အရေးပြားယောဂါတွေလည်းဖြစ်ပေါ့နော်အဲ့လိုမျိုးလောကငရဲပေါ့ရှင်ပြောရမလို့ဆိုတော်ဒုက္ခကြီးကြတာပေါ့နော်အဲ့လိုကိစ္စတွေဖြစ်နေရရှင်ဒါဟာစစ်ရဲ့စိုးကျိုးတွေပါပဲရှင်ဒါကြောင့်စစ်ပွဲကိုခေါ်တဲ့သူတွေကစစ်ပွဲရဲ့အနိဋ္ဌာယုံတွေကိုမသိလို့လားသိရနဲ့ခေါ်လာလားဆိုတော့သူတို့ရဲ့စိတ်ရင်းစေတနာပဲသူတို့ကသူတို့သိမှာပေါ့နော်ကျမတို့ကတော့စစ်ရဲ့စိုးကျိုးတွေသိရတဲ့အတွက်စစ်တွေကိုမခေါ်ပါနဲ့လို့အကြိမ်ကြိမ်ခါပြောခဲ့တဲ့သူတွေမှာပါပါတယ်ရှင်ဒါကြောင့်ကျမတို့နိုင်ငံအတွက်ကိုကျမတာဝန်ကြည့်ရဲလို့ပဲပြောရမှာပေါ့နော်ကျမနေတဲ့သတင်းသုံးသပ်ချက်လေးကတော့ပြောရမယ်ဆိုရင်ဒီအစိတ်ရှိရဲ့ဟိုတွေပေါ့နော်ဟိုတွေနဲ့ပတ်သက်ပြီးတော့ knowledge လေးနဲ့ပေါ့ knowledge sharing နဲ့လုပ်ချင်တဲ့ရှင်။ဘာကြောင့်လဲဆိုတော့ကျမတို့ကိုယ်တိုင်လည်းဒီရှာလေးတွေတောထဲမှာရောက်သွားတဲ့အချိန်မှာကြားလို့ရှင်သတိမထားမိပဲနဲ့စားမိတောက်မိရဲ့ကိစ္စတွေဖြစ်နိုင်တယ်ပေါ့နော်။ကျမကပြောပြတဲ့ဘုဒ္ဓတာလေးကိုတော့ဒီရခိုင်ပြည်နယ်မှာရှိတဲ့ဒေသခံတွေကနားထောင်နိုင်မှာမဟုတ်ဘူးဆိုတော့ကျမသိတယ်။ဒါပေမဲ့အခြားဒေသမှာရှိတဲ့ပြည်သူတွေလည်းဒီလိုမျိုးပေါ့နော်တောထဲမှာမှုတွေပဲခူးစားမိရဲ့ခါကျရင်အန်ဒီရဖြစ်မှာဆိုလို့အကြမ်းပြင်းလေးပေါ့ခွဲခြားလို့ရတဲ့အရာလေးပေါ့ရှင်။အဲ့ knowledge လေးကျမနည်းနည်းပြောပြချင်တာအဓိကမှုတွေမှာဆိုအစိတ်ရှိရဲ့မှုတွေအခြေခံလက္ခဏာလေးပေါ့နော်သူ့ရဲ့လက္ခဏာဘာလဲဆိုအစိတ်ရှိရဲ့မှုမှာဆိုသူကအယောင်လေးပါတတ်တယ်သူကအနီရောင်အစိမ်းရောင်သို့မဟုတ်ပြာနှံ့တဲ့အဆက်ပြောင်လေးပါတတ်တယ်အဲ့လိုပါတယ်ဆိုတော့အဲ့မှုတွေမစားနဲ့ပေါ့နော်ပြီးတော့မှုကဆိုရင်သူကအနက်အရန်ပြင်းတယ်ပေါ့နော်အဲ့လိုဓာတုနံတစ်ခုခုလိုမျိုးရနေတဲ့မှုတွေဆိုလဲမစားပါနဲ့တဲ့ဒါအစိတ်ပြင်းပါရှင့်နောက်ထပ်သတိထားလို့ရတဲ့အချက်လေးကတော့မှုရဲ့အပေါ်ရန်လွှာလေးပေါ့နော်မှုရဲ့အပေါ်ရန်လွှာမှာဆိုရင်လည်းဒီအမိုးခုံးလေးမှာပေါ့အစိတ်ရှိရဲ့မှုဆိုရင်သူကအဲ့လိုချွဲပစ်ဥစားလေးတွေနဲ့အဖု
လေးပေါ့နော်အဲ့လိုမျိုးလေးပါတတ်တယ်လို့သိရပါရှင်ပြီးရခါမှာဆိုရင်အစင်းချောင်းတွေပါတတ်တယ်ပေါ့နော်အဲ့လိုမျိုးဆိုရင်ဒီလိုမှုမျိုးကအစိတ်ရှိပါရှင်ပြီးတော့မှုရဲ့ခြေရင်းလို့ခေါ်တယ်မှုရဲ့ခြေရင်းမှာဆိုရင်ဒီမှုရဲ့ခြေတိုင်းလေးမှာပေါ့နော်အိတ်လေးတွေပါတယ်အဲ့ဆိုအဖုဖုလေးလေအဲ့လိုလေးပါတယ်ဆိုလဲအဲ့ဒါကအစိတ်ရှိတဲ့မှုရဲ့အသွင်သဏ္ဍာန်တွေဖြစ်ပါရှင်အစိတ်ရှိတဲ့မှုတွေကိုရိုးရာနီးနဲ့စမ်းသပ်ဘူးတဲ့အရာတွေလည်းအရင်ခေတ်ကရှိရပေါ့နော်ဒါပေမဲ့ဒါတွေကတရားခံတော့တိကျတော့တေချာခြင်းမရှိပါဘူးကျွန်မကြားဘူးတော့ဒီမှုပေါ့နော်နွားတို့လည်းထည့်လိုက်လို့ရှိရင်အစိတ်ရှိရဲ့မှုဆိုနွားတို့ကချင်သွားတယ်တဲ့အဲ့လိုတော့ကြားဘူးလေရှင်နောက်တစ်ခုကကြတော့ငရုတ်ခေါင်းနဲ့မှုချက်မယ်ဆိုရင်ဒီမှုဝါပေါ့နော်အစိတ်ရှိရဲ့ဆိုရင်အယောင်ပြောင်းသွားတတ်တယ်ဆိုပြီးတော့လဲကြားဘူးပဲပေါ့နော်ဒါအရင်ခေတ်ကလူအဲ့လိုပုံစံမျိုးနဲ့စမ်းသပ်တာပေါ့ရှင်ဒါပေမဲ့ကျွန်မခုပြောရဲ့ဒီလန်းနေရရှင်ကျွန်မပြောသလိုပေါ့တန်ကန်တော့ပြေဝမှန်တယ်လို့တော့ပြောလို့တော့မရဘူးပေါ့ရှင်မရတဲ့အတွက်ဖြစ်နိုင်တော့တောထဲမှာရှိရဲ့မှုတွေပါတယ်ခုယူစားသုံးတဲ့အခါမှာသတိပြုတာတော့အကောင်းဆုံးပါပဲရှင်ပြီးတော့မှုခူးလို့ရှင်တဲ့သူကဟိုတွေအကုန်လုံးစုပြီးတော့အဲ့လိုခူးလိုက်တယ်မျိုးမလုပ်နဲ့ပေါ့နော်ခါကျရင်တချို့ကခွဲသိရယ်အစိတ်ရှိရမှုအစိတ်မရှိရမှုဆိုတာသိရဒါပေမဲ့ခူးတဲ့ခါကျလို့ရှင်သူကအကုန်လုံးသိမ်းကျုံပြီးခူးလိုက်လို့ရှင်အစိတ်ရှိရမှုလေးတွေကဂျားထဲမှာပါလာတတ်တယ်ပေါ့နော်အဲ့ချိန်ကျလို့ရှင်လည်းအစိတ်တင်တာဖြစ်တတ်တယ်တဲ့ဒါကြောင့်မှုခူးမယ်ဆိုတပင်ချင်းအဲ့လိုစိတ်ရှိတဲ့ရှင်ခူးပြီးတော့မှတေချာမှစားပေါ့နော်အဲ့လိုမျိုးလေးတွေတော့အကြံပြုထားပါရှင်တကယ်လို့ကိုကမှုစားမိလို့အခက်မသိပေါ့နော်အစာစိတ်တဲ့နဲ့တဏ္ဍန်လေးအစိတ်တဲ့နဲ့ဖြစ်လာပြီဆိုချက်ချင်းအဲ့လိုမျိုးအန်ထွက်နိုင်အောင်စူးစမ်းပေါ့နော်ဘိုက်ထဲမှာအစာရည်ထဲမှာသူရှိနေကိုအနေပြုမှာဆိုတော့လေအန်ထွက်နိုင်အောင်စူးစမ်းပြီးတော့နီးစက်အစိရုံအမြန်သွားဖို့တော့ကိုစူးစမ်းပါလို့တော့တိုက်တွန်းထားပါရှင့်ကျွန်မခုပြောပြတာကတော့ဒါလမ်းဘက်ခရီးအဆင်ပြေပြီးတော့ကျမ်းမာရေးနီးစပ်မှုပေါ့နော်ကျမ်းမာရေးဆောက်ရှောက်ကူညီမှုတွေလွယ်ကူရတဲ့နေရာတွေမှာတော့အလုပ်ဖြစ်တာပေါ့ရှင်ဒါပေမဲ့အဲ့လိုမျိုးစစ်ဘေးရှောင်ဒေသတွေဘာတွေမှာကျတော့ဒီလိုမျိုးကိစ္စတွေလွယ်ကူလိုက်လို့ဖို့ဆိုတာခက်ခဲပါရှင့်ဒါလေးပဲကျွန်မနားလည်ပါရှင်ဒါမဲ့လည်းအခြားသူများဘူးတုတရစီရန်အလို့ငါကျွန်မတင်းသုံးသက်ချက်လေးမှာတခါလေးထည့်သွင်းပြီးတင်ဆက်ပေးတာဖြစ်ပါတယ်ဒီမိုးရည်ရောက်ပြီဆိုရင်မှုတွေခူးစားတတ်တယ်လေအချင်းချင်းအန်ရဖြစ်မှာစိုးလို့ပါရှင်အခုပြောရမယ့်သတင်းလေးကနည်းနည်းတော့ပြောရခက်တယ်ရှင်ပြောခက်တဲ့သတင်းလေးပါပါလဲဆိုတော့ဒီဘောလီမဝစ်လို့တဲ့ရဲဖမ်းပါတယ်ဆိုရင် online မှာရှောက်ပြောတဲ့တယောက်လေးအဖမ်းခံလိုက်ရတယ်ရှင်သိလားသူ့နာမည်ဖိုးဝါတဲ့ဖိုးဝါအကောက်ပါရှင်ပေါ့နော်ကိုဖိုးဝါလို့သိရတယ်ရှင်အဲ့ဒီနဲ့ပတ်သက်ပြီးနိုင်ငံတော်ကလည်းထုတ်ပြန်ထားတာလေးရှိပါတယ်ဒါလေးကသတိပြုစင်ကြံစရာလေးလည်းပါတယ်ပေါ့နော်ဒါကျွန်မဒီနေ့လေးကိုတော့ပြောပြချင်ပါတယ်နိုင်ငံတော်ကြေညာထားတာလေးကျွန်မရင်ဆုံးဖတ်ပြပါမယ်ရှင်အကြမ်းဖက်အုပ်စုဖြစ်ကြေညာထားတဲ့ CRPH NUG နဲ့ဒီအဖွဲ့တွေရဲ့လက်ဝဲကန်အဖွဲ့အစည်းတွေသူတို့နဲ့ဆက်နွယ်နေတဲ့အဖွဲ့အစည်းတွေလူပုဂ္ဂိုလ်တွေကဆိုရင်နိုင်ငံတော်တည်ငြိမ်အေဂျင့်ရေးကိုပြက်ပြားစေရန်နဲ့အစိုးရရန်တွေကပြက်ပြားစေရန်ရည်ရွယ်ပြီးတော့လှုပ်ဆော်တာဝါဒဖြန့်ချီတာပြုလုပ်ခဲ့မှုပေါ်ဥပဒေနဲ့အညီထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်းထို့သောလှုပ်ဆော်သူဝါဒဖြန့်သူတွေကိုဆက်လက်ပေါ်ထုတ်ရေးယူသွားမည်ဖြစ်ကြောင်းမိဘပြည်သူများသိရှိအောင်အသိပေးထုတ်ပြန်ပြီးသားဖြစ်ပါတယ်ဆိုပြီးနိုင်ငံတော်ထုတ်ပြန်ထားပါရှင်။အဲ့ဒီစာအပြည့်အဝမှန်ကန်ပါရှင်။ဒီလူတွေနဲ့ဆက်ဆံမယ်ဆိုရင်အကြမ်းဖက်ဥပဒေနဲ့ညှိနှိုင်းတယ်ဆိုတာကိုနိုင်ငံတော်သိပေးပြီးသားဖြစ်ပါတယ်။ဒီလိုသတင်းထုတ်ပြန်ခဲ့ပြီးဖြစ်တော့လေတဲ့2025ခုနှစ်ဇွန်လ10ရက်နေ့မှာဆိုရင်အသိပေးထုတ်ပြန်ချက်တွေပေါ်မျက်ကွယ်ပြုပြီးတော့နိုင်ငံတော်တည်ငြိမ်အေဂျင့်ရေးကိုပြက်ပြားစေဖို့ရည်ရွယ်ပြီးလူမှုကိုယ်ရဲ့စာမျက်နှာပေါ်မှာလှုပ်ဆော်တာဝါဒဖြန့်တာပြုမှုလှုပ်ဆောင်တဲ့ကိုဖိုးဝ Facebook ကိုင်ပိုင်ရှင်ပေါ့နော်။အဲ့ဒီပုဂ္ဂိုလ်တဲ့ဒီမွန်ပြည်နယ်မပေါင်မြို့နယ်ကဒါရက်ကွက်နေကြော်အကာဝင်းခေါ်ကိုဖိုးဝကိုတဲ့နနက်10:00နာရီခွဲမှာပေါင်မြို့ရဲစခန်းမှာတရားဥပဒေနဲ့ညီထိန်းသိမ်းပြီးတော့ဖမ်းဆီးအမှုဖွင့်လှစ်ရေးယူသွားခဲ့ပါရှင့်ဒါနိုင်ငံတော်ထုတ်ပြန်ထားတာဖြစ်ပါတယ်အဲ့ဒီဇလန်လေးကတော့မိဘပြည်မှာဟိုရက်ပိုင်းမှာတွေ့မှာပေါ့နော် live လွှင့်လိုက်တာဆရာသမားကလေ live လွှင့်တာပါလဲဆိုတော့ဟိုဖက်နက်မစည်းပဲတဲ့စပိန်မောင်းသွားတာပေါ့နော်အတန်ရိုက်ခံရတယ်တဲ့ပြီးတော့ဘောလီမဝတ်တဲ့သူတွေကိုတန်ရိုက်တယ်ဆိုတော့အဲ့ဘောလီမဝတ်ပဲနဲ့တန်ရိုက်တယ်ဆိုတော့ DVB ကလည်းတင်ထားရဲ့ရှင့်ကျမတော့အံ့ဩတယ်အဲ့ဒီသတင်းဌာနကိုလေသိလားဘောလီမဝတ်တွင်းကမဝတ်လို့ရှင်တန်ရိုက်တယ်ဆိုတော့တန်ရိုက်တဲ့သူကဘလို့စစ်တာလဲရှင်ဘလို့စစ်တာလဲတော့ဒါကစဉ်းစားကြကိစ္စပဲရှင်ရှောက်ရေးခဲ့တာပေါ့ရှင်အဲ့တော့အဲ့လူကလည်းကြည့်ရတာအဲ့ DVB ရဲ့သတင်းကိုသွားပြီးတော့ဖတ်ပြီးတော့ပြန်လဲမျှဝေမိရလားမသိပါဘူးရှင် तू ဖတ်လိုက်တဲ့သတင်းကို तू မှန်တယ်ထင်ပြီးတော့ तू လိုက်မှ तू ပြောလိုက်မိရပါဘောနော်အဲ့လိုမျိုးထင်ပါတယ်အဲ့လိုဖြစ်တော့ဒီလူလက်ကားနေတဲ့ဂျားတဲ့ဒုက္ခရောက်တာပေါ့ရှင်အဲ့လိုဇလန်းနေပေါ့နော်သူရေးထားတဲ့ light ထဲမှာဆိုရင် तू ပြောထားတဲ့ light ထဲမှာဆိုရင်လည်းကဲတဲ့ညနေတင်ရင်ခံထွက်ဖက်လေးစီးလာကြတဲ့အခုဖက်နဲ့မပိုင်လည်းဖမ်းတယ်နော်တဲ့မနက်ကအနဲတယောက်ကလာပြောသွားတယ်တဲ့ဖက်နဲ့မပါလုံး3000မိသွားတယ်တဲ့မြန်မာပြည်မှာလူဖြစ်ရတာဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့ရှင်အဲ့လိုမျိုး तू က light မှာသွားပြီးတော့ပြောထားတာအားချောင်းလိုက်တဲ့မိတာပေါ့ရှင်အဲ့နဲ့ရဲကရောက်လာပြီးတော့ပေါ့နော်သူ့ရဲ့အကောင့်ကိုဘယ်လိုမျိုးစုံစမ်းထောက်လာမိရောက်လာလဲဆိုတာကတော့ဒါကလှုပ်ဝက်ချက်ပေါ့ရှင်ကျွန်မပြောလို့မရတဲ့ကိစ္စပါအဲ့တော့ဒီကိုဖိုးဝါဆိုတဲ့သူရဲတဲ့ခွက်ရောက်လာပြီးစေးစေးမင်းမြန်ခဲ့တယ်အဲ့ဒီခါမှာतू ကအနဲစီကတိရတာဆိုတော့အဲ့အနဲကဘာတူလဲလို့ဟိုကသူမေးတာပေါ့မေးတော့မဖြေတတ်ဘူးအနဲဆိုတော့ဘာတူလဲမဖြေတတ်ဘူး तू ရှောက်ပြောတာလေရှောက်ပြောခဲ့တာဆိုတော့အဲ့လူကိုမဟုတ်မမှန်သတင်းဖြန့်တဲ့သူဖြစ်နေဖမ်းဆီးသွားခဲ့တာဖြစ်ပါရဲ့ရှင်အခုဆိုရင်ဒီပေါင်မြို့မှာရဲစခန်းမှာတဲ့ပါဆောင်139မြင်းဆောင်2025ရဲစသက်ကြီးပုံမှ905ကကြီးနဲ့အမှုခွင့်ရေးထားရဲဆိုပြီးသိရပါရဲ့ရှင်နောက်ဆုံးတော့လဲရှင်
သတင်းမှာသတင်းတူတွေဖြန့်နေရဲ့သတင်းဌာနတွေကသတင်းတွေကိုသွားဖတ်ပြီးတော့ပြန်အားချောင်ပြီးရတော့အဖမ်းခံရတဲ့ကိစ္စရှင်သိလားဒါကလည်းတော်တော်ကိုမိဘပြည်သူတွေဆင်ခြင်သင့်ပါတယ် DBB တို့ BBC တို့ဆိုတာနိုင်ငံခြားမှာနေကြတာနော်မိဘပြည်သူတို့ကျွန်မပြောပြချင်တာလေသူတို့ရဲ့သတင်းတွေကိုမိဘပြည်သူတို့ယုံနေလက်ခံနေဆိုတာဒါမိဘပြည်သူတို့ရဲ့အသိဉာဏ်မိဘပြည်သူတို့ရဲ့နှစ်သက်မှုကျွန်မဘာမှမပြောဘူးဒါပေမဲ့အဲ့ဒီဟာတွေကိုစွဲယူလာပြီးတော့ဒီနိုင်ငံထဲမှာပြောမယ်ဆိုတော့တတိထားရှင်မှန်နေကိစ္စမရှိဘူးမှန်နေတာ never ကြော်သွားပြီးရုံပဲသတင်းမှားဆိုချက်ချင်းရောက်လာမှာအခုလိုပေါ့အ ਨੇ စီကသိရတယ်လို့ဘာလို့ညာလို့ရှောက်ပြောတယ် DBB ကသတင်းအောင်အဲ့တော့သူ့အနေနဲ့ဘသူ့လက်ညှိုးထိုးမှာလဲကျွန်တော် DBB ကဖတ်ရတာပါဆိုရင် DBB တို့ဘာတော့မြန်မာနိုင်ငံမှာခြေစိုက်တဲ့မီဒီယာမှမဟုတ်တာရှင်ဥပမာကျွန်တော်တို့ Prime Media တင်တဲ့သတင်းကိုဖတ်ပြီးတော့ပြောလိုက်မိရဲဆိုလို့တာဝန်ရှိသူကရောက်လာလို့မင်းဒီသတင်းကိုဘယ်ရသိတာလဲဆိုကျွန်တော် Prime Media မှာတင်ထားတာကိုသိတာပါဆိုရင်လက်ညှိုးထိုးလို့ရတယ်ဒါဆိုရင်အဲ့ဒီကိစ္စကကျွန်တော်တို့ Prime Media ကြီးကိုရောက်လာမယ်ဟုတ်တယ်နော်ရောက်လာလို့ရှိရင်ကျွန်တော်တို့ကလည်းသတင်းမှန်တယ်မှားတယ်ရှင်းပြပေးလို့ရတယ်ဝိုင်းရှင်းပေးလို့ရတယ်ရှင်ကျွန်မပြောချင်တာအတူတူရှင်းလို့ရတယ်ရှင်တခုမှားသွားတယ်ဆိုရင်အခုကနိုင်ငံရဲ့ချမ်းမာနေတဲ့ DBB တို့ BBC တို့ကမိဘပြည်သူတို့ကိုလာရှင်းပေးမှာလားပြောပါဦးဖြစ်လို့ရှိရင်ကိုပဲထောင်ထဲသွားအခုကိုဖိုးက DBB ကတရင်ကိုအားချောင်ပြီးသူရှောက်ပြောမိရဲ့အခုသူထောင်ထဲသွားတယ် DBB ကသူအဖော်လိုက်လာပေးလားဖြည့်ရှင်းပေးလားဟိုကရဲရမေးလို့ကျွန်တော် DBB ကဖတ်ရတာပါဆိုတော့သွားပြီးတော့ DBB ကိုမေးမှာလားမေးလို့လည်းမရအောင်ဆက်သွယ်လည်းမရှိဘူးလေနိုင်ငံတော်နဲ့သူတို့ကလေလန်းဘွားနေနိုင်ငံခြားကနေပြီးတော့ဒီကသတင်းတွေဟုတ်တာရှိမဟုတ်တာရှိသတင်းဖြစ်ပြီးရောဆိုပြီးတင်းနေတာဖြစ်လာလို့ရှင်မိဘပြည်သူတွေပဲခံရမှာရှင်အဲ့တော့အဲ့ဒီလူတွေရဲ့သတင်းတွေကိုနားထောင်ခြင်းလဲထောင်မှာဒါကိုကိစ္စနဲ့ကိုမတားဘူးကျွန်မဘသူသတင်းဌာနမှာဆိုကြိုက်လို့ရှင်နားထောင်လို့ရတယ်ဒါပေမဲ့ဟုတ်လားမှန်လားစဉ်းစားအဲ့ပြီးပြန်လဲဖြန့်ဝေတဲ့လားမတဲ့လားစဉ်းစားရှင်အဲ့လိုမှမဟုတ်ရင်ထောင်ကြမှာကိုနော် DBB မဟုတ်ဘူး BBC မဟုတ်ဘူးရှင်အဲ့ဒါလေးတော့ကောင်းတယ်မှာမှတ်ထားစေချင်ပါရှင်တွားလို့သတင်းလုပ်တယ်ဆိုတာလဲနေ့စဉ်နေ့တိုင်းတာဝန်ယူမှုတာဝန်ခံမှုအပြည့်နဲ့လုပ်နေရတာကျွန်မတို့ပြောလိုက်တဲ့စကားတစ်ခွန်းကျမတို့တင်လိုက်တဲ့သတင်းတစ်ခုချင်းစီတိုင်းကိုကျမတို့ကနိုင်ငံတော်စီကိုသိရှိစေဖို့အတွက်ပါတခါလေးတင်ရတာဒါကြောင့်ပြည်သူအတန်လေးဆိုတခါကျထိရောက်တယ်ဆိုတော့အဲ့ဒါကြောင့်ရှင်ကျမတို့ကပြည်တွင်းမီဒီယာတွေမိဘပြည်သူတို့အကျိုးတကယ်ပြုနိုင်တဲ့မီဒီယာတွေရှင်မိဘပြည်သူတို့တစ်ခုခက်ခဲရင်လည်းကျမတို့အတူတူဖြည့်ရှင်းလို့ရတယ်နောက်ဆုံးကျမတို့မီဒီယာကသတင်းမှားတင်မိတယ်ဆိုရင်တော့မှအော်ဒါ Prime Media တင်တာပဲဆိုရင်ကျမတို့အတူတူဖြည့်ရှင်းပေးလို့ရတယ်ဟုတ်ပါတယ်ဒါကျမတို့မှားတင်မိရဒါကြောင့်သူကဆိုရင်မှားသိပြီးပြောမိတာပါဆိုအားလုံးတူတူဖြည့်ရှင်းလို့ရှိရင်ဒီကိစ္စကြီးပြေလည်သွားနိုင်တယ်အခုကြတော့ဘာဖြစ်လဲဖြည့်ရှင်းမဲ့လို့မရှိဘူးလေသွားယုံစားမိရဲ့မီဒီယာကဟိုနိုင်ငံခြားမီဒီယာလေဘာလို့လို့ရလဲဘာမှလုပ်လို့မရဘူးဘယ်သူလည်းမကယ်နိုင်ဘူးဘယ်သူမှလည်းမကယ်နိုင်ဘူးရှင်ကျမပြောတဲ့သဘောတရားလေးကိုနားလည်မယ်လို့ထင်ပါတယ်နော်ပြည်တွင်းမှာရှိတဲ့သူတွေအချင်းချင်းပဲလက်တွဲပြီးလှုပ်လှော်ရတာရှင်နိုင်ငံခြားမှာရှိတဲ့သူကိုသွားပြီးတော့အဲ့လူတွေပြောတာနားထောင်အဲ့လူတွေပြောတာလိုက်လုပ်တယ်ဆိုတာကအမေကျော်တွေတော့လွမ်းတဲ့ကိစ္စလို့ပဲကျွန်မပြောချင်တယ်သူတို့ဒီသတင်းပညာမှာအရေးချင်းရှိခြင်းမရှိခြင်းဒါသူတို့ကိစ္စသူတို့သမိုင်းကြောင်းသတင်းအခု1000တင်လို့အခု800လောက်မှားနေရလဲဒါသူတို့သမိုင်းဒါပေမဲ့သူတို့ရဲ့သတင်းမှားတယ်ကျမတို့နိုင်ငံသားတွေပေါ်မှာစိုးကျိုးဖြစ်လာပြီဆိုကျမတို့မှာတာဝန်ရှိတယ်။ဘာကြောင့်လဲကျမတို့ကသတင်းသမားဖြစ်တဲ့အတွက်ကျမတို့သတင်းလဲစိုးကျိုးဖြစ်တယ်ဆိုကျမတို့ဒီတာဝန်ယူရတာပဲရှင့်။ဒါပေမဲ့ဘာတာဝန်ယူမှုတာဝန်ခံမှုမှမရှိတဲ့သတင်းဌာနတွေနဲ့တစ်ခါကြရင်ရှင်ပြီးပြောနေရတာတော့ကျမတို့သိခါကြတယ်ရှင့်။သိခါကြတယ်သူတို့ကဘလောက်ထိကြီးမားတဲ့သတင်းဌာနဖြစ်နေပါစေနော်။တာဝန်ယူမှုတာဝန်ခံမှုမရှိတဲ့သတင်းဌာနကကျမတို့ထက်အစိမ့်နေတဲ့သတင်းဌာနလိုပဲကျမသတ်မှတ်တယ်ရှင့်။ရှင်းတယ်ကျမကတော့ဘာကြောင့်လဲဆိုတော့ကျမတို့တာဝန်ယူမှုတာဝန်ခံမှုအပြည့်နဲ့လုပ်နေရတာလေ။မှားသွားရင်ရှင်းရတယ်ကျမတို့ရှင်းတယ်ကျမတို့သူတို့တွေမရှင်းဘူးလေ။အဲ့ကလေးကသူတို့ဒီဘလို့ပဲအကောင်ကြီးနေပါစေဘလို့ပဲထောက်ပံ့ကြီးတွေများနေပါစေဘလို့ပဲနှစ်သမိုင်းချီတဲ့သတင်းဌာနကြီးတွေဖြစ်နေပါစေတာဝန်ရှိမှုတာဝန်ခံမှုမရှိတဲ့အတွက်ကျမတို့လောက်ဂုဏ်သိက္ခာမရှိဘူးလို့ကျမသတ်မှတ်တယ်ရှင်ကျမသတ်မှတ်ချက်ကရှင်းရှင်းလေးမိဘပြည်သူတွေလည်းဒီလိုပဲသတ်မှတ်ပါတာဝန်ရှိမှုတာဝန်ခံမှုရှိတဲ့သတင်းဌာနကသတင်းတွေကိုပဲပြန်လဲပြီးတော့မျှဝေတာလေးလုပ်ပါရှင်အဲ့လိုမှမဟုတ်ဘူးဆိုတော့အခုလိုစိုးကြိုးတွေဖြစ်လာမှာဖြစ်ပါရဲ့ရှင်ကျမသတင်းသုံးသပ်ချက်လေးကိုနားထောင်ရင်းနဲ့အတိအကျလေးတစ်ခုရရှိသွားမယ်လို့မျှော်လင့်ပါတယ်ရှင်ကျမခုပြောတဲ့သဘောတရားလေးကိုမစင်စားမိရဲ့မိဘပြည်သူတွေရှိရလေဒါကြောင့်စဉ်းစားမိအောင်ပြောပြတာပါရှင်ကျမပြောတာလေးကိုစဉ်းစားသုံးသပ်နိုင်ပြီးတော့ဆင်ခြင်သွားနိုင်တယ်ဆိုရင်တော့လေဒီလိုဒုက္ခရောက်တဲ့သူတွေနည်းသွားတာပေါ့ရှင်ဒါလေးပဲကျမအနေနဲ့စေတနာမေတ္တာရှေ့ထားပြီးတော့ပြောပြတာပါရှင်ကျမဒီနေ့မှာတင်ဆက်မဲ့သတင်းလေးတော့ကုန်သွားပါပြီရှင်အဲ့တော့သတင်းနောက်ဆုံးပိုင်းလေးပါပေါ့နော်ကျမတက်မတော်သားတွေနဲ့ပတ်သက်ပြီးတော့သူတို့ရဲ့ဘဝအခြေအနေလေးပေါ့ရှင်အဲ့ဒါလေးကိုကျမနည်းနည်းပြောပြချင်ပါတယ်အဲ့လေမပြောပြခင်မှာကျမဖတ်ရတဲ့စာလေးခုလည်းမျှဝေခြင်းနဲ့ရှင်ရေးသားတဲ့သူကတော့ကိုရွှေမျိုးဝင်းဖြစ်ပါရဲ့ရှင်ကျမအင်မတန်ကိုလေးစားရတဲ့စာရေးသူတူဖြစ်ပါရဲ့ရှင်နိုင်ငံတော်အတွက်ကိုထောက်ပြချက်တွေလည်းသူ့ရဲ့ရေးသားချက်တွေအင်မတန်ကောင်းမွန်ပါရဲ့ရှင်သူမနေ့ကတင်ထားတဲ့စာလေးပေါ့နော်မှတ်မှတ်သားသားဘဝများဆိုပြီးတော့အပိုင်း1 2 3အဲ့လိုမျိုးပေါ့လေသူတင်ထားပါရဲ့ရှင်တင်ထားတဲ့ခါကျတော့ကျမဒီစာလေးဖတ်လိုက်တဲ့ခါမှာသူအဲ့လိုဖြစ်ရမှန်လေးရေးတတ်တာများလေများတော့
သူ့ရဲ့စာထဲမှာဇက်ကောင်နှစ်ခုပါတယ်ပေါ့နော်ကွန်မန်ဒိုဘိုကြီးနဲ့ဘိုကြီးမင်းသားဆိုပြီးဇက်ကောင်နှစ်ခုပါတယ်အဓိကဇက်ဆောင်ကတော့ကွန်မန်ဒိုဘိုကြီးပေါ့နော်အဲ့ဒီကွန်မန်ဒိုဘိုကြီးရဆိုရင်10တန်းအောင်လုံးကသူကတင်ချောင်းအမှတ်တရအပြည့်နဲ့ဂုံတူးရခဲ့တယ်သူတို့ခေတ်ကဆိုရင် RIT မိတယ်ပေါ့နော်ဒါပေမဲ့ तू ကစစ်သားလုပ်ချင်တဲ့အတွက် तू ဘိုတင်တန်းလျှောက်တယ်ပြီးတဲ့အခါမှာ तू eco ကျောင်းတက်ရင်လည်းဘိုတင်တန်းလျှောက်ထားတာပေါ့နော်ဘိုတင်တန်းအောင်တဲ့အခါမှာ तू စစ်တင်တန်းဟိုစားဝ DS တွေသွားတက်တာပေါ့ရှင်ဆက်ပြီးတော့အဲ့ဒီဘိုကြီးကတဲ့ तू ကဘိုကြီးဖြစ်သွားတာပေါ့နော်ဘိုကြီးဖြစ်တော့တာဝန်ကျတဲ့အခါမှာကရင်ခွင်မှာတာဝန်ကျတယ်ဒါပေမဲ့ तू ကဖြစ်ချင်တော့သူ့ရဲ့တငယ်ချင်းဘိုကြီးမင်းသားဆိုတဲ့ပုံကိုလည်းပေါ့နော် तू ကအတူတူပေါ့ရှင်တာဝန်ထမ်းဆောင်ရတယ်တဲ့ဘိုကြီးမင်းသားလို့ဘာလို့ခေါ်ရလဲဆိုတော့အဲ့ဒီဘိုကြီးကအရန်ချောလို့တဲ့ဒါခါအရန်ချောတယ်ပေါ့နော်အရန်ချောတဲ့အတွက်သူ့တာဝန်ထမ်းဆောင်တယ်ပေါ့ရှင်တာဝန်ထမ်းဆောင်တဲ့အခါမှာဒီစောကြော်ညီနဲ့တိုက်ပွဲဖြစ်တဲ့ကိစ္စပေါ့ရှင်အဲ့တိုက်ပွဲဖြစ်တဲ့အခြေအနေလေးတစ်ခုမှာဆိုရင်တိုက်ပွဲပြင်းထန်သွားဖြစ်တဲ့အကြောင်းလည်းသူသိချဆိုအဲ့လိုမျိုးကို့မျိုးပြီးရေးထားတယ်တဲ့ကျွန်မအသေးစိတ်မပြောတော့မိဘပြည်သူတို့တော့ဖတ်ကြည့်တော်တော်ကိုဖတ်လို့ကောင်းတယ်ရှင်သိလားကိုကိုယ်တိုင်အဲ့တိုက်ပွဲရောက်သွားသူတို့ခံစားရတယ်အဲ့လိုတိုက်ပွဲဖြစ်တဲ့အချိန်မှာကွန်မန်ဒိုဘူကြီးပေါ့နော်အဓိကဆက်ဆောင်ကတနက်18ချက်တိမှန်သွားခဲ့တယ်18ချက်တိမှန်တော့ကျွန်မအဲ့စာလေးဖတ်လိုက်မိတဲ့အခါကျတော့စိတ်ထဲမှာတခုသွားသတိရလိုက်တယ်ငါတနေရာမှာတော်တော်သိဘူးသူတို့ပဲပေါ့နော်အဲ့လိုမျိုးတွေးလိုက်မိရချင်းတနက်18ချက်မှန်တယ်ဆိုတော့ငါတော်တော်တနေရာနေငါသိဘူးတယ်ဆိုပြီးအတွေးတော့ပေါက်သွားတာပေါ့နော်အဲ့ဒါကျွန်မဆက်ပြီးတော့တော်တော်စိတ်ဝင်စားလို့ဖတ်လိုက်တဲ့အခါကျတော့အဲ့တိုက်ပွဲလေးမှာအဲ့ဒီကွန်မန်ဒိုဘူကြီးကတနက်18ချက်မှန်တယ်သူ့ရဲ့တငယ်ချင်းဘူကြီးမင်းသားပဲကြာဆုံးသွားခဲ့ပါရဲ့ရှင်အဲ့ဒီစက်ကြောင်းလေးကိုလည်းစိတ်မကောင်းဖွယ်ရရေးသားထားတာပေါ့နော်အဲ့လိုပြီးရခါမှာဒီကွန်မန်ဒိုဘူကြီးရဆိုရင်အဲ့တိုက်ပွဲတွေရင်ဆိုင်ရတယ်တိုက်ပွဲပေါင်းမြောင်များစွာရင်ဆိုင်ရတယ်ပြီးတော့ဒီကွန်မန်ဒိုဘူကြီးဆိုတဲ့သူပေါ့နော်ဘာလို့သူအဲ့လိုခေါ်ရလဲဆိုရင်လည်းသူကဘယ်စစ်ကြောင်းပဲထွက်ကွန်မန်ဒိုစစ်ကြောင်းမှာသူကဦးစီးတာဝန်ကြီးပဲယူတဲ့အတွက်တဲ့တော်တော်ကိုစစ်သားစိတ်ပြေဝပြီးတော့စစ်တိုက်တာတော်တဲ့ပုံကိုလို့ထင်ပါရဲ့ရှင်အဲ့လိုပေါ့နော်အဲ့လိုသူနာမည်ပေးတာတဲ့အဲ့လိုနာမည်ပေးရခါကျတော့ဒီကွန်မန်ဒိုဘူကြီးကအဓိကဆက်ဆောင်ဖြစ်တဲ့အတွက်သူ့ရဲ့မိသားစုဘဝအကြောင်းလေးလည်းရေးထားတာပေါ့နော်အဲ့ဒီအပိုင်းရောက်တဲ့ခါမှာကျွန်မတော်တော်ကိုစိတ်မကောင်းဖြစ်ရပါရှင်ဖတ်ရင်လည်းစိတ်မကောင်းဖြစ်တာပေါ့နော်အော်လို့တက်မိသားစုတွေရဲ့ဘဝကတကယ်ကိုစာနာစရာပါရှင်သနာဖို့ကောင်းပါတယ်။ဘာကြောင့်လဲဆိုတော့ဒီကွန်မန်ဒိုဘိုကြီးရဆိုရင်ရှေ့တန်းသွားပြီးအိမ်ပြန်လာတဲ့ခါကျလို့ရှင်သူ့ရဲ့မိသားစုသူ့ရဲ့ကလေးတွေပေါ့နော်အဓိကကလေးကသူ့မမတ်မိဘူး။မုတ်စိတ်ကျင်ဆွဲလေးနဲ့ညစ်ပတ်ပေးရေးပြန်လာတော့အဖေလုပ်တဲ့လူမမတ်မိပေါ့နော်ကလေးကငယ်တော့တပတ်လောက်ကြာမှသူ့ရဲ့နားကိုကလေးတွေကကတ်တယ်ပေါ့ရှင်အဲ့လိုမျိုးသူ့မိမနားလဲသူကတ်လို့မရဘူးပေါ့အဲ့လိုမျိုးလို့ပေါ့ရှင်ဒါဝမ်းနည်းစရာလေးလည်းဖြစ်သူမျိုးလွမ်းမိုးပေါ်ရဲ့အမှတ်တရလေးပေါ့ရှင်ဒါလေးကိုရေးသားထားဖြစ်ပါတယ်။နောက်ဆုံးကြမှာကိုရှုံမျိုးဝင်းကနေပြီးတော့ကွန်မန်ဒိုဘိုကြီးကဘသူပါဆိုပြီးတော့သူကဇက်ရဲ့နောက်ဆုံးပိုင်းလေးမှာအဖြစ်ထုတ်ပေးသွားတယ်ရှင်အဲ့ဒီပုံကိုဘသူလဲဆိုတာပေါ့အဖြစ်ထုတ်သွားတယ်အဲ့အဖြစ်ကိုဖတ်လိုက်တော့မှကျွန်မမှတ်မိသွားတယ်ဟဲ့လို့ဟုတ်သားပဲလို့ငါလွန်ခဲ့တဲ့280ပြည့်တက်မတော်နဲ့အခမ်းအနားတော့ငါအင်တာဗျူးခဲ့မှုတဲ့ဘိုးချုပ်ဟောင်းတယောက်ရှိရဘိုးချုပ်အငိမ့်စားပေါ့နော်တယောက်ရှိရရှင်သူကလည်းတနက်18ချက်မှန်ခဲ့တာကျွန်မအဲ့ဒါမှဟုတ်သားပဲလို့ငါအင်တာဗျူးခဲ့တဲ့ဘိုးချုပ်ဟောင်းမယ်ပေါ့နော်အဲ့လိုမျိုးတွေးလိုက်မိရပေါ့နော်အဲ့ပုံကိုပါရှင်အဲ့တော့ဒါလေးကိုကျွန်မမပြောတော့မိဘပြည်သူများကိုရှုံမျိုးဝင်းရဲ့စာလေးကိုအစဆုံးတော့ဖတ်ကြည့်ပါရှင်တချို့ဖတ်ပြီးရတဲ့သူရှိမယ်လို့ထင်ပါတယ်ရှင်ဒါလေးကတော့သူရေးထားတဲ့ဇာတ်ကြောင်းလေးပေါ့နော်ဒီဇာတ်ကြောင်းလေးမှာကျွန်မ highlight လုပ်ပြီးပြောချင်တာကတော့တက်မိသားစုတွေရဲ့ဘဝအကြောင်းလေးပါရှင်ဘာကြောင့်လဲဆိုတော့ကျွန်မလည်းတက်ထဲမှာတစ်နှစ်ကျော်လောက်နေခဲ့မှုပါတယ်နေရတဲ့အကြောင်းရင်းကတော့2021မှာညီဘောတွေကကျွန်မတို့တတ်မယ်ပေါ့နော်ကျွန်မတို့တတ်မယ်ဆိုပြီးရှာဖွေတဲ့အခါမှာကျွန်မတက်ထဲမှာသွားပြီးတော့ခိုးလုံနေထိုင်ရတာပေါ့နော်ခိုးလုံနေထိုင်တဲ့အခါမှာဆိုရင်ဒါကျွန်မတို့ဒါမိသားစုတွေမှာရှိရတဲ့အတွက်သွားပြီးတော့နေထိုင်တာပါရှင်ဒီလိုအခွင့်အရေးယူပြီးသွားနေရတာမဟုတ်ပါဘူးရှင်ကိုမိသားစုရှိရတော့သွားနေရပါတော့အဲ့တော့အဲ့ဒီမှာဆိုရင်ကျွန်မတို့ဘေးအိမ်မှာရှိတဲ့ဘုံမှုရဲ့သားလေးပေါ့ရှင်ဘုံမှုရဲ့သားလေးอ่ะဆိုရင်ကျွန်မတို့အိမ်ကိုအမြဲလာလဲတယ်သူကလေကျွန်မတို့လည်းသူချစ်တယ်ပေါ့နော်သူကအသက်4နှစ်လောက်ပဲရှိအောင်မယ်ကျောင်းတော်မနေသေးပါဘူးရှင်ကလေးတွေကအိမ်လာတိုင်းသူကအမြဲတမ်းပြောတယ်သူကတဲ့အမေစကားအမြဲနားထောင်တယ်တဲ့အဖေစကားလည်းအမြဲနားထောင်တယ်တဲ့ဘာဖြစ်လို့လဲပေါ့နော်ဒါကလေးဆိုမိဘစကားနားထောင်နေဆိုပြီးသူကတေချာလေးပြောဆိုတာဆိုတော့ကျွန်မလည်းထူးဆန်းတာပေါ့နော်ဘာဖြစ်လို့လဲသားလေးဆိုတော့မိဘစကားနားထောင်မှာမိဘအသက်ရှည်မှာတဲ့ကျွန်တော်အဲ့လိုပြောရတယ်သိလားသူ့စိတ်ထဲမှာမကောင်းရှင်ဘာကြောင့်လဲသူ့ဖေအမြဲတမ်းအဲ့တော့ရှည်တန်းထွက်တာပေါ့ရှည်တန်းထွက်တော့သူ့စိတ်ထဲမှာသူစိုးရင်ပူပန်မှုလေးပေါ့ရှင်အဲ့တော့လူကြီးတစ်ယောက်ကသူ့ကိုအဲ့လိုမျိုးပြောလိုက်တယ်နဲ့တူပါတယ်မိဘစကားနားမထောင်မိဘအသက်တိုးလိမ့်မယ်နော်လို့6လိုက်ပုံရပါတယ်ရှင်ဒါလေးကိုသူ့ရင်ထဲမှာဆွဲမြဲထားပြီးတော့သူ့မိဘစကားနားမထောင်သူ့မိဘအသက်တိုးမယ်ထင်ပြီးတော့သူကအဲ့လိုပြောမိရပါတော့ဒါပေမဲ့စိတ်မကောင်းစရာတခုကတော့အဲ့ကလေးလေးရဲ့ဖခင်ရဆိုရင်တိုက်ပွဲကျသွားခဲ့ပါရှင်ကလေးလေးရဲ့ဖခင်တိုက်ပွဲကြတဲ့အချိန်မှာကျမတက်ထဲမှာမနေတော့ပါဘူးရှင်ဒီနေ့ပြီးတော့ပြောင်းနေတယ်ပေါ့နော်အဲ့တော့ကျမအဲ့သတင်းကြားတဲ့အခါမှာကျမဝမ်းနေလို့မျက်ရည်ကျပါတယ်ဘာကြောင့်လဲဆိုတော့ကျမသူ့မျက်နှာလေးမြင်အောင်လို့ပေါ့နော်ကလေးမျက်နှာလေးကိုမြင်အောင်နဲ့ဘာကြောင့်လဲဆိုတော့သူကျမပြောရလေမိဘစကားနားမထောင်လို့ရှင်မိဘအသက်တုံမာလေးတဲ့ဆိုတော့သူ့ဖေသိဆုံးသွားတဲ့အတွက်ငါမိဘစကားနားမထောင်နေလို့များငါဖေသိရတာလားလို့ဆိုပြီးတော့ကလေးကိုအပြစ်တင်နေမှာကျမစိုးတယ်ရှင်ဒါကြောင့်ကျမဝမ်းနေပြီးငိုတာပါကျမတို့ကြုံခဲ့ရတဲ့ဘဝတွေမှာအဲ့လိုဝမ်းနေစရာအများရှိပါရှင်
ပြီးတော့နောက်ထပ်တက်မိသားစုကလေးလေးကကြတော့အကျက်ကြီးပေါ့နော်တက်ချက်ကြီးတူရဲ့ကလေးလေးဖြစ်ပါတယ်အဲ့ကလေးလေးကဆိုလဲဒီလိုပါပဲအသက်9နှစ်လောက်ပဲရှိသေးတယ်ကျမတို့အိမ်ကသူခဏလာတယ်ပေါ့နော်ဘာလို့ကျမတက်ထဲနေတော့ဆိုကလေးခဏမှုတ်ကြွေးတယ်မှုတ်ကြွေးတော့သူကမုတ်လာယူစားတာပါရှင်သူကလာလို့ရှင်ချမ်းကလေးနဲ့သူမျက်မှန်လေးတစ်လက်မြင်တက်လာတယ်နေကမျက်မှန်လေးပေါ့နော်နေကမျက်မှန်လေးကအဲ့လိုမျိုးဈေးတော့အရင်ကြီးရဲ့မျက်မှန်တော့မဟုတ်ဘူးပေါ့ရှင်ဒါ2300လောက်ပဲတန်တဲ့မျက်မှန်လေးပေါ့သူအမြဲတမ်းတစ်မျက်တစ်နိုးလေးနဲ့မျက်မှန်နဲ့လာတယ်သူအိမ်ကိုလာလို့ရှင်လေသူကမေးတယ်ပေါ့နော်ဒါကနင်းမျက်မှန်တဲမိုက်ပါလားပေါ့နော်ဒီမျက်မှန်နဲ့ရမ်းလိုက်တာပဲအန်တီဓာတ်ပုံရိုက်မိမယ်ဘာညာပေါ့ရှင်ကျမလည်းကလေးဓာတ်ပုံပဲရိုက်ပေးတာပေါ့သူဓာတ်ပုံလေးကျမအခုနေသိမ်းထားတယ်ရှင်တရားကျမမှရှိတယ်အဲ့တော့သူမျက်မှန်လေးတက်တော့ကျမမေးရအဲ့မျက်မှန်လေးနဲ့ဘာလို့အမြဲတမ်းတက်တာလဲဆိုတော့သူကကျမပြောတယ်တားဖေဝယ်ပေးထားတာတဲ့အဲ့မျက်မှန်လေးရာတဲ့သူ့ဖေကရှေ့တန်းကူသွားနေပေါ့နော်တားဖေဝယ်ပေးထားတာတဲ့ဒါကြောင့်တားအမြဲဒီမျက်မှန်လေးတက်ထားတာတဲ့ဆိုတော့သူ့ဖေပေးခဲ့တဲ့လက်ဆောင်လေးကိုသူဘယ်လောက်ထိမျက်နှိုးတန်မိုးထားလဲဆိုတာဘယ်တော့အဲ့မျက်မှန်လေးနဲ့သွားတယ်ကျောင်းသွားတဲ့နေကမျက်မှန်လေးဆရာသမားဒီလိုဖြစ်စဉ်တွေကျမတို့အများကြီးကြုံတွေ့မှုပါရှင်ဒါကြောင့်ကျမတက်မိသားဆိုရင်လည်းပတ်သက်လို့ရှင်ကျမကိုချင်းစာတယ်သူတို့တနာတယ်သူတို့ဖြတ်ကျော်ခဲ့ရတဲ့ဘဝတွေကိုကျမနားလည်ရရှင်မိဘပြည်သူတွေထဲမှာလည်းအခုဆိုရင်ပြည်သူစစ်မှုထမ်းဥပဒေပေါ်လာပြီးရဲ့နောက်မှာတက်မိသားစုဖြစ်သွားတဲ့သူတွေအများကြီးရှိမှာပါရှင်အချိန်ကျရင်တက်မိသားစုတွေဘဝကိုနားလည်နိုင်လောက်ပြီးတော့ကျမထင်ပါတယ်ရှင်ပြီးတော့ကိုရွှေမျိုးဝင်းရေးထားတဲ့ထဲရပါတော့ကွန်မန်ဒိုပူကြီးဆိုတဲ့ပုံပေါ်ကလည်းဒီလိုပါပဲစစ်သားဘဝနေပြီးတော့တိုက်ပွဲပေါင်းမြောင်များစွာတိုက်ခိုက်ပြီးတော့နိုင်ငံတော်ကာကွယ်ဆောက်ရှောက်မှုကိုစွမ်းစွမ်းတမန်လုပ်ခဲ့ပြီးတော့အသက်မသေးလို့သာယာရူးကြီးတွေရကြတာဖြစ်ပါရဲ့ရှင်သူတို့ရထားတဲ့အရာတွေသူတို့ပခုံးထက်မှာတင်ထားတဲ့အပွင့်တွေကအလကားတင်ထားတာမဟုတ်ဘူးရှင်သူတို့ရဲ့အသက်တွေသွေးတွေချွေးတွေနဲ့ရင်းပြီးတော့နိုင်ငံချစ်စိတ်တွေရင်းပြီးတော့အသက်မသေးလို့သာအဲ့ဒီအပွင့်အခက်တွေတင်ထားရတာရှင်ဒါလေးတွေကိုကျမတို့နားလည်ဖို့လိုပါတယ်ရှင်ကိုယ်နိုင်ငံတပ်မတော်သားတွေကိုတန်ဖိုးမထားဘူးဆိုရင်ကျမတို့နိုင်ငံလုံခြုံရေးကိုတန်ဖိုးမထားနဲ့တူတူပဲရှင်။ဘာကြောင့်လဲဆိုတော့ကျမတို့နိုင်ငံလုံခြုံရေးကိုတပ်မတော်သားတွေလုံနေရတာမို့လို့ဒါကိုကျမတို့နားလည်ဖို့လိုတယ်။ဒါအပြင်တပ်မိသားစုတွေပေါ်မှာလည်းကျမတို့စာနာတက်ဖို့လိုတယ်ရှင်။အခုဆိုအားလုံးဒီပါတပ်မိသားစုဖြစ်တော့မယ်လေ။ဘာကြောင့်လဲဆိုတော့စစ်မှုထမ်းဥပဒေပေါ်လာပြီလေ။အရင်ကဆိုစစ်သားတွေဘာဖြစ်လဲပြောတတ်တယ်။သူတို့ကလေခွေးနဲ့နိုင်ပြီးတော့သူများကိုပြောတတ်တယ်။အခုကျတော့ကိုယ့်သားသမီးစစ်သားဖြစ်တော့ရှင်ထဲမှာဘယ်လိုခံစားရလဲရှင်။ဘယ်လိုမျိုးနေလဲရှင်။အရင်ကဆိုရှိရဲသူများသားသမီးတိုက်ပွဲကြသွားတဲ့ဘာလဲဆိုဝမ်းသာနေကြတဲ့အတော်ကြီးတွေအခုသူတို့သားတွေပြည်သူစစ်မှုထမ်းထဲမှာပါပြီလဲဆိုတော့စိုးရင်လိုက်ကြတာစိတ်ပူလိုက်ကြတာရဲတရားတွေခြေလိုက်ကြတာမိခင်တိုင်းကကိုယ့်ရဲ့သားလေးကိုစိတ်ပူတာပဲရှင်အဲ့ဒါလေးကိုချင်းစာတတ်ဖို့လိုတယ်ဒါကြောင့်ကျမတို့ကအမြဲတမ်းပြောတယ်စစ်ပွဲတွေကိုအမုန်းဆုံးကစစ်သားတွေပဲလို့စစ်သားတွေကဘယ်တော့မှစစ်မဖြစ်ရှင်စစ်ပွဲတွေမုန်းလုံးလို့ရှင်ဒါကြောင့်စစ်ပွဲတွေကိုအလိုရှိတာစစ်သားတွေမဟုတ်ဘူးစစ်မတိုက်ရတဲ့သူတွေအလိုရှိနေတာအဲ့တော့ကျမကလေစစ်မတိုက်ရဘဲနဲ့စစ်ပွဲလို့ရှိရတဲ့သူတွေကိုစစ်ပေးတိုက်စေခြင်းနဲ့တိလားနေရာချင်းလဲပေးလိုက်ခြင်းနဲ့သူတို့သဘောပေါက်သွားအောင်လို့နိုင်ငံခြားမှာနေပြီးတော့ကိုယ့်ရဲ့သားသမီးနိုင်ငံခြားကြောင်းလေးထားပြီးတော့မြန်မာနိုင်ငံကစစ်ပွဲတွေမီးရှို့နေတဲ့သူတွေသိအောင်ပြပြတာပါ။နော်အဲ့လိုလူတွေစကားတွေနားရောင်ပြီးတက်မိသားစုတွေကိုအစင်တန်းနှိမ့်ကြတဲ့သူတွေလို့ပုံဖော်နေကြတဲ့ပြည်ပြက်မီဒီယာတွေဆယ်လီတွေကျမပြောပြတာ။နော်တက်မိသားစုဆိုတာမြန်မာနိုင်ငံမှာတန်မိုးကြီးတဲ့မိသားစုတွေပါတယ်ရှင်။သူတို့ရဲ့အမျိုးသားသူတို့ရဲ့ဖခင်တွေကကျမတို့နိုင်ငံရဲ့ပြည်ထောင်စုဖြစ်လာစေဖို့အတွက်စူးစမ်းရုန်းကန်ခဲ့ကြတဲ့သူရဲကောင်းတွေရှင်ဒါလေးကိုနားလည်ဖို့လိုတယ်သူရဲကောင်းမိသားစုတွေဆိုတာတန်ဖိုးရှိရလေမဟုတ်ဘူးလားဒီလိုသဘောတရားလေးနားလည်ဖို့လိုတယ်ရှင်ဒါကတော့ကျမသတင်းသုံးသပ်ချက်မဟုတ်ပါဘူးရှင်တက်မိသားစုတွေပေါ်မှာနားလည်စာနာတတ်ဖို့အတွက်ကျမတို့နန်ထိုင်ခံမှာပေါ့နော်အဓိကတက်မတော်ကိုမုံတီးတဲ့သူတွေများလာအောင်ဖန်တီးပြီးတော့အခုကိစ္စတွေလှုပ်ဆောင်နေတာတက်မတော်နားလည်သူတွေများလာမယ်တက်မတော်ပေါ်မှာမုံတီးမှုတွေမရှိတော့ဘူးဆိုရင်ဒီလိုကိစ္စတွေကဖန်တီးကျင်တော့ဖန်တီးလို့မရအောင်ရှင်ဒါကြောင့်တက်မတော်ကိုနီးမျိုးစုံနဲ့တိတ်ခါချပြီးတော့ဆွဲချနေကြတာဒါကိုမိဘပြည်သူတွေလည်းအတိတ်တရိနဲ့ဆင်ခြင်နိုင်မှုအတွက်ပါတက်မိသားစုတွေကလည်းနှလုံးသားရှိတဲ့သူတွေပါပဲရှင့်မိဘပြည်သူတို့ခံစားနေရတယ်လို့မျိုးသူတို့လည်းခံစားနေရပါတယ်ဒါလေးကိုနားလည်တတ်ဖို့လိုတယ်ကိုချင်းစာတတ်ဖို့လိုပါရှင့်ကျမကပြောပြတာကတော့မိဘပြည်သူများပေါ့နော်ကိုယ်နိုင်ငံတက်မတော်ကိုနားလည်တတ်ဖို့တက်မိသားစုတွေပေါ်မှာစာနာတတ်ဖို့လေးသာကျမပြောပြတာဖြစ်ပါရှင့်ကြံလာတော့မိဘပြည်သူများရဲ့စိတ်ဆန္ဒအတိုင်းသာဆုံးဖြတ်ပါရှင့်ကျမပဲဟောင်းမှမတိုက်တော့ဘူးပေါ့နော်ဖြစ်စဉ်လေးတိုင်းပဲပြောပြတာပါရှင့်ကျမနိုင်ငံမှာအင်အားတောင့်တင်းတဲ့တက်မတော်ကြီးဖြစ်လာပါစေကျမတို့အခုလိုမျိုးကြုံနေရတဲ့အန္တရာယ်တွေအသွယ်ပေါ့နော်တက်မတော်ကအကာအကွယ်ပေးနိုင်ပါစေလို့လည်းကျမတို့ကဆန္ဒပြုပါရှင့်အဲ့လိုကာကွယ်ပေးနိုင်အောင်လို့လည်းကျမတို့ကတက်မတော်ကိုထိန်းချောင်းပြီးတော့တက်မတော်အင်အားကြီးမအောင်လို့ကူညီရမှာပါရှင့်ဒါကကျမတို့ကြည်ရမယ့်တာဝန်သာဖြစ်ပါရှင်ကျမသတင်းသုံးသက်ချက်လေးကိုဒီနေ့မှာဒီလောက်နေပဲရှင်းနာပြစီရှင့်မိဘပြည်သူများအနေနဲ့လည်းကျမဒီနေ့ပြောသွားတဲ့အကြောင်းအရာလေးတွေမှာဆွေးနွေးစရာလေးရှိရဲဆိုရင် comment လေးကနေပြီးတော့ရှင်ကျေးစွာနဲ့ဆွေးနွေးလို့ရပါတယ်ရှင်အယူဆတူခြင်းမတူခြင်းပြဿနာမရှိပါဘူးရှင်ဆွေးနွေးလို့ရပါတယ်ဒါပေမဲ့တူးနဲ့တူဆဲဆိုရိုင်းဆိုင်တာမရှိဘဲနဲ့ဆွေးနွေးမယ်ဆိုရင်တော့မိဘပြည်သူများဂုဏ်သိက္ခာရှိတယ်ဆိုတာကလောကလုံးသိရပါရှင်ဟုတ်တယ်မှာမိဘပြည်သူတို့ဆဲပြီးတော့ဆွေးနွေးမယ်ဆိုရင်ကိုယ့်ရဲ့ဂုဏ်သိက္ခာကိုကိုယ်တိုင်ပဲချတယ်လို့ဖြစ်မှာလေအဲ့ဒါလေးတော့ရှိရပါတော့ဒါလေးတော့ကျွန်တော်ပြောချင်တယ်အချို့မိဘပြည်သူတွေကလည်းအပြောဆိုမတက်ပဲနဲ့ရ
ရိုင်းဆိုင်တာလေးပြောနေရလေကျွန်မဒီအပိုင်းတစ်ခုနှစ်ခုတယောက်နှစ်ယောက်ပါအများကြီးတော့မဟုတ်ပါဘူးတွေ့နေတဲ့အတွက်အဲ့ဒီလူတွေရဲ့ဂုဏ်သိက္ခာအတွက်ကျွန်မပြောပြပေးရဖြစ်ပါရှင်ကျွန်မသတင်းသုံးသပ်ချက်လေးကိုနေ့စဉ်နေတဲ့အားပေးခဲ့ကြတဲ့မိဘပြည်သူများအားလုံးနီနီစိမ့်စိမ့်ဝါဝါပြပြပါရှင်အေးချမ်းကြပါစေပျော်ရွှင်ကြပါစေအသိဉာဏ်အမှန်တွေအုံနောက်ထဲမှာလင်းလက်တောက်ပကြပါစေလို့ကျွန်မတို့ Prime Media မှာဆုတောင်းနေတာပို့သအပ်ပါတယ်ရှင်